တကယ်တော့ဘဝကဘသူ့အတွက်မှမလွယ်ကူပါဘူးဟီးလန်းကတော့လူတိုင်းအတွက်မလွယ်ကူဘူးဒါပေမဲ့ဒီအောင်မြင်ဒီဟီးလန်းရဲ့အောင်မြင်သွားလို့ရှိရင် success အောင်မြင်မှုကထိုက်တန်တယ်ပေါ့နော်ဒီလိုထောက်တန်မှုအတွက်ကိုကများများစူးစမ်းရမယ်များများလုပ်ကိုင်ရမယ်ဒီဟာမှာကိုယ့်ရဲ့အောင်မြင်မှုကလည်းထိုက်တန်တယ်ရကြတယ်အဲ့အချိန်မှာတခြားလူတွေကမယုံကြည်တဲ့တိုင်အောင်ကိုကကိုယုံကြည်ရမယ်ကိုယ့်အတွက်ကိုရှိရမယ်နော်တခြားလူတွေကဒါမဖြစ်နိုင်ပါဘူးနင်ပြောတာကြီးကဘာမှမသိဘူးလို့ပြောနေတဲ့စကားတွေကိုနားမယောင်နဲ့ကိုကကိုယ့်ရဲ့အိမ်မက်ကိုကိုကယုံကြည်ရမယ်ကိုတယောက်တည်းလမ်းလျှောက်နေတော့မှကိုယ့်ရဲ့အိမ်မက်ကကိုကိုပြောပြနေတယ်ကိုယ့်ရဲ့အိမ်မက်ကကိုကိုစောင့်နေတယ်လို့ဒီလိုယုံကြည်ချက်ထားရမယ်ပေါ့နော်သူတို့ရဲ့စကားတွေကိုသူတို့ရဲ့ဖြစ်မနိုင်ပါဘူးလို့ပြောတဲ့စကားတွေကိုနားမယောင်မဲနဲ့ကိုယ့်ရဲ့စကားကိုယ့်ရဲ့ခံစားရတဲ့နှလုံးသားရဲ့စကားကိုယ့်ရဲ့အိမ်မက်ရဲ့စကားတွေကိုနားထောင်ရမယ်ဒီဟာတွေကတကယ်ကိုအရေးပါတဲ့စကားတွေပဲဖြစ်တယ်ငါလုံနိုင်တယ်ငါလုံတာကဖြစ်နိုင်တယ်ငါလုံတာကဖြစ်ကိုဖြစ်ရမယ်တခြားလူတွေပြောနေတာတွေကလကားတွေပေါ့နော်ဒီဟာတွေကိုသူတို့ပြောတဲ့စကားတွေကိုနားမထောင်နဲ့ကိုယုံကြည်ချက်ထားပြီးတော့လုပ်ကိုင်ရမယ်ဒီလိုဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်မှုကတနေ့ရောက်လာမှာပဲဆိုတော့သူတို့တွေကကိုယ့်ရဲ့ vision တောင်သူတို့မှမရှိနိုင်ဘူးဆိုတော့ပြောစနာကိုကဒီလိုမျိုးကိုကဒီဟာလိုချင်တယ်လို့ကိုကတွေးလိုက်တာဖြစ်တဲ့အတွက်ဒါကိုယ့်ရဲ့ vision ဖြစ်သွားပြီကိုကဒါကိုဘလို့ရအောင်လုပ်မယ်ဆိုတဲ့ vision ကိုရှိတယ်ဒီဘေးနာလူတွေကကြတော့ဒီကိုတွေးနိုင်တဲ့ vision မျိုးမရှိတဲ့အတွက်ဒါမဖြစ်နိုင်ပါဘူးဘာညာပြောနေကြတာဒါသူတို့ရဲ့စကားတွေကိုကိုကလက်ခံကြနားထောင်နေကြမလို့ဘူးကိုယ့်ရဲ့အမြင်အုံး vision ကိုပဲကိုကပါရမယ်မှာဒီလိုအိမ်မက်အကြီးကြီးဖြစ်နေရှိနေပြီဖြစ်တဲ့အတွက်ဒါကိုဖြစ်အောင်လုပ်ရမယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီဟာတွေဖြစ်အောင်လုပ်ဖို့အတွက်ငါဟိုရမှာဒီဟာရမှာလို့တွေးနေရမျိုးမဟုတ်ပဲねဒီနေ့ပဲစပြီးလုပ်လိုက်မနှက်ဖြန်ကိုစောင့်မနေနဲ့တော့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အိမ်မက်တွေကိုကိုကပဲလိုက်ရတာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့နှက်ဖြန်ကိုစောင့်မနေနဲ့ဒီနေ့ပဲစပြီးတော့အကောင့်ထဲပေါ်လိုက်ပါလို့အားလုံးပဲကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဘိုင်ဘိုင်